အဲ့ဒါနဲ့သူတို့လည်းသက်ဆိုင်ရာအာနာပိုင်နီကိုအမြန်အကြောင်းကြားခဲ့ပြီးတော့ဒီရုပ်ထဲမှာရှိနေတဲ့အယိုးစုကြီးကိုထုတ်ခဲ့ကြပါတယ်ဒီအလောင်းကဘယ်သူရဲ့အလောင်းလဲဆိုတာကိုသိရဖို့အတွက်စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာအလောင်းရဲ့ပိုင်ရှင်ကထဲမှာမကာဒီလိုအမည်ရတဲ့ဘန်ဝန်ထမ်းအမျိုးသမီးဆိုတာကိုသိလိုက်ရပါတယ်သူဟာ1919နှစ်မှာတည်ဆုံခဲ့ပြီးတော့သူ့ရဲ့အလောင်းကိုဆေးစင်ကလူမြင်ကွင်းမှာအခကျင်းငွေနဲ့ပလာတာဟဲတယ်လို့သိရပါတယ်။ဘာကြောင့်ဒီလိုလောက်ရလဲဆိုတာကိုတိတိကျကျမသိရပေမဲ့အယ်မာရဲ့ဆေးစင်အယူလောင်းဟာစက်ကတ်တွေဖြောဖြေပွဲဒီမှာဝယ်ယူချင်းခံခဲ့ရပြီးတော့နှစ်တွေကြာလာတာနဲ့အမျှပိုင်ရှင်တွေတယောက်ပြီးတယောက်ပြောင်းရင်နောက်ဆုံးမှာတော့အဆိုပါကစားခွင့်ထက်ကိုရောက်လာခဲ့တာပါ။နှစ်ပေါင်း60ကျော်ကြာတဲ့အထိတီချင်းမခံခဲ့ရတဲ့အယ်မာကိုပန်းချန်တာဝန်ရှိသူတွေကအခမ်းအနားနဲ့တကွညှို့နှံခဲ့ကြပါတယ်။ကလီနယ်တွေတော်တော်များများကတော့ဒီကိစ္စကြီးဖြစ်ပြီးကတည်းကစားခွင့်ကိုမလာရဲကြတော့ပါဘူးဒီဖြစ်ရက်ကဒီနေ့ထိအမေရိကမှာလူပြောများနေစေပါမိတ်ဆွေတို့ရောအယ်မာရဲ့အလောင်းနဲ့ပတ်သက်ပြီးတော့ဘလို့ထင်ကြလဲဆိုတာမှတ်ချက်ရေးခဲ့ပါအောင်နောက်ထပ်လဲစိတ်ဝင်စားစရာအကြောင်းတွေကိုပြောပြပေးမှမလို့အကောက်ကိုအပေါင်းနေခဲ့ကြပါအောင်ဗျာ